မင်္ဂလာပါခင်ဗျာမြန်မာနိုင်ငံရဲ့ဂုံဆောင်ရှေးရောင်းတင်ချေမှုနယ်မြေထိတဲ့ပကံဟာနေဘက်မှာတော့ကြီးညိုစရာကောင်းလာပေမဲ့နေဝင်မိုးချုပ်သွားတဲ့အခါမှာတော့တမျိုးထူးခြားတဲ့လျှို့ဝှက်ချက်တွေရှိနေတတ်ပါတယ်။ဘာကြောင့်ပကံကရှေးရောင်းဖျားတွေထဲမှာညဘက်စုလူမအေးရဲကြတာလဲဘလို့ဝิญဉ်ရေးရယုံကြည်မှုတွေနဲ့ထူးဆန်းချက်ထိရတွေရှိနေတယ်လဲဆိုတာကိုဒီနေ့ဗီဒီယိုမှာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပကံကဖျားအတော်များများမှာကြောက်စားတွေရှိပါတယ်။အဲ့ဒီကြောက်စားတွေရဲ့အဆုံးမှာဒီကောင်းမှုကိုဖျက်ဆီးသူမလေးမစားလက်သူဟာငရဲကြပါစေနတ်ဆိုးတွေဖမ်းစားပါစေဆိုတဲ့ပြင်းထန်တဲ့ကျင့်စာတွေပါလိရှိပါတယ်ဒေသခံတွေရဲ့အဆိုအရဒီဖျားတွေကိုစောင့်ရှောက်တဲ့ဥစ္စာဆောင်တွေဒါမှမဟုတ်ဖျားဆောင်နတ်တွေဟာညဘက်မှာအင်မတန်အစွမ်းထက်တယ်လို့ဆိုကြပါတယ်ဒါကြောင့်ညဘက်ဖျားဝင်းထဲမှာခွင့်ပြုချက်မရှိဘဲနေထိုင်ခြင်းဟာစောင့်ရှောက်သူတွေကိုစော်ပကားသလိုဖြစ်တတ်တယ်လို့ယူဆကြတာပါပကံမှာအထူးခြားဆုံးကတော့ဓမာယန်ကြီးဖျားပါဖြီးကင်းတဲ့အကိုဖြစ်သူကိုတတ်ပြီးနန်းတက်ခဲ့တဲ့နရသူမင်းတီခဲ့လာဖြစ်လို့အာဃာရတွေကြီးစိုးတဲ့ဖျားလို့လေတချို့ကတင်စားကြပါတယ်ဒီဖျားရဲ့အတွင်းလိုင်းတွေကိုဘာကြောင့်အုတ်တွေနဲ့ပိတ်ဆို့ထားသလဲဆိုတာဒီနေ့အထိပဟေးလေးထင်နေတော့ပါညဘက်မှာဒီဖျားနာသွားရင်ပန်းရံသမားတွေရဲ့လက်တံတွေညီးတွားတံတွေကြားရတတ်လေဆိုတဲ့ကောလာဟာလတွေဟာအခုတည်းထိပငန်မှာတတိမပြတ်ပါဘူးတကယ်တော့ညဘက်မှာလူမအိပ်ရဲတာဟာဝิญဉ်တွေကြောင့်တည်းမဟုတ်ပါဘူးလက်တွေ့ကြကြစဉ်းစားရင်တော့မွေကီမီကောင်နဲ့အစိတ်ရှိတတ္တဝါတွေခူအောင်တက်တာရဲ့လုံခြုံရေးအရာစိုးရင်ရတာကြောင့်လူကြီးတွေကရှေးကလေးကညဘက်မသွားဖို့တားမြစ်ခဲ့တာဖြစ်နိုင်ပါတယ်ဒါပေမဲ့ခရီးသွားတချို့နဲ့ဓပုံဆရာတွေဟာညဘက်မှာထူးဆန်းတဲ့အလင်းတန်းတွေလူရိပ်တွေကိုသူတို့ရဲ့ကင်မရာထဲမှာဖမ်းမိခဲ့တာတွေရှိနေတာကတော့ငင်းလို့မရတဲ့ထူးခြားမှုပါပဲယုံကြည်တာမယုံကြည်တာထက်ပကံဟာကျွန်တော်တို့မြန်မာတွေရဲ့အထွတ်အမြတ်ထားရနေရထက်တာကြောင့်လေးစားသမှုနဲ့ထိမ့်သိမ်းဆောင်ရှောက်ဖို့ကတော့အရေးကြီးဆုံးပါပဲပရိသတ်တို့ရောပကံမှာဘလို့ထူးဆန်းတဲ့အတွေ့အကြုံတွေကြုံဘူးသလဲကောမန့်မှာရေးပေးခဲ့ကြပါအောင်အခုလိုစိတ်ဝင်စားစရာအကြောင်းအရာတွေကိုအမြဲကြည့်ဖို့ကျွန်တော်တို့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်